안녕하십니까 이찬입니다. 네가도 애인 시대 둘이 랩이 빗발에 애인 수라가 남자친구 여자친구고 벼라봐 강우리 강말리 시대 둘이 랩이 빗발에 다음에မရှိလဲနောက်ရှိလာမဲ့သူတွေအတွက်ပေါ့နော်ဒီကိုယ့်ရဲ့အိမ်ကိုဘယ်လိုခေါ်မလဲခေါ်တဲ့ဒီချစ်စနူးခေါ်ဝေါ်လေးတွေနဲ့ပတ်သက်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်။မတို့ချစ်စနူးခေါ်ဝေါ်လေးတွေကိုချင်းလို့ခေါ်ပါတယ်။ချင်းအဲ့တော့ဒီနေ့ချင်းလေးနဲ့ပတ်သက်ပြီးပြောပြမှာပဲဖြစ်ပါတယ်။တော်တော်များများတော့ကားထဲမှာတည်ပြီးတော်တော်များများပေါ့နော်ကားထဲမှာပါပါတယ်။သတိထားပြီးနားထောင်ကြည့်ရင်တွေ့ရပါလိမ့်မယ်။ကဲဒါဆိုရင်တစ်ချက်ကြည့်လိုက်ရအောင်။ကဲပထမဆုံးတစ်ခုကတော့ဂျာဂီဆိုတာကတော့အချစ်လေးဆိုတဲ့အဓိပ္ပာယ်ပါ။ကဲဝါကြလေးဖွဲ့ကြည့်မယ်နော်။내 자기 오늘도 내 생각했어? 내 자기 오늘도 내 생각했어? 내 자기 오늘도 내 생각했어? ငါအချစ်လေးပေါ့နော်ဒီနေ့ရောငါအကြောင်းတွေးခဲ့လားတချို့ကောင်လေးတွေဆိုရင်ကိုကောင်မလေးတွေကို princess ပုံစံမျိုးလေးဆက်ဆံတဲ့သူတွေရှိရလေအဲ့ချိန်ကျရင်တော့공주님ဆိုပြီးတော့ခေါ်ပါတယ်공주님 my princess ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ထားပါတော့공주님 미소 한 번에 내 세상이 환해져ဒါဆိုရင်မတို့အဓိပ္ပာယ်ကငါရဲ့ princess လေးရဲ့အပြုံးလေးတစ်ချက်ကြောင့်ငါရဲ့လောကကြီးကတောက်ပသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့공주님ဒါတော့ယောက်ျားလေးတွေကကိုကောင်မလေးတို့ခေါ်တာပေါ့နော် princess ဒါဆိုရင်မတို့ main ကလေးတွေကလည်းမတို့ကောင်လေးကိုပြန်ပြောရင်왕자님ဆိုရင် my prince ပေါ့နော်왕자님ကိုတွေ့ပြီးတော့မှနေ့တိုင်းကထူးခြားလာတယ်လို့ပြောချင်ရင်ဘယ်လိုပြောမလဲ왕자님을 만나고 매일매일 특별해졌어. 나의 민달리고တွေ့ပြီးတော့မှနေ့တိုင်းထူးခြားလာတယ်ဆိုတဲ့အဓိပ္ပာယ်ဒါ공주님 왕자님လို့ခေါ်တာကတော့ပေါ့နော်နည်းနည်းတော့ရှားရပေါ့ဒါမရှိရပေါ့နော် my princess my prince ဆိုပြီးတော့ခေါ်တဲ့သဘောပေါ့နော်နောက်ပြီးရင်ကလေးလေးလို့နှိုင်းရှင်ပြီးတော့သုံးချင်နေဆိုရင်အာကသူမဟုတ်အာဂီကြိုက်တယ်လို့သုံးကြတယ်ပေါ့နော်ကလေးလေးပေါ့နော်ကဲအဲ့ဒါလေးနဲ့ဖွဲ့ကြည့်မယ်ဝါကြ우리 아기 오늘도 수고했어 ဆိုရင်ငါတို့ကလေးလေးဒီနေ့လည်းပင်ပန်းသွားပြီပြီးတော့ဓာတ်ရိုက်ကြီးခေါ်လို့ရတယ်အဲ့ဒါပါလေ내 사랑ငါအချစ်လေး내 사랑ထားပါတော့내 사랑 오늘도 정말 예뻐ဒါဆိုရင်ငါအချစ်လေးဒီနေ့လည်းရမ်းလှနေတယ်နော်ကဲဒီတစ်ခေါက်ကျတော့မတို့ဘူတွေကြားထဲမှာသုံးတဲ့ဟာလေးအဲ့ဒါတော့ကားထဲမှာခန်းနာပါပါတယ်여보ဆိုပြီးသုံးတယ်ထားပါတော့여보 맛있는 거 해줄까? 여보 맛있는 거 해줄까?ဆိုရင်여보ရတာရှိတာလေးလုပ်ပေးရမလားဆိုတဲ့အဓိပ္ပာယ်လေးပါ여보ကတော့ဘူစာရေးမှာသုံးတယ်ပေါ့နော်ပို့ပြီးတော့ပေါ့နော်ပြီးသွားရင်အမတို့တရိษံလေးနဲ့နှိုင်းလို့ရတယ်လေအရင်ချစ်တဲ့ခါကျရင်ထားပါတော့ခွေးလေးကိုချစ်တယ်ဆို강아지ဆိုပြီးတော့လည်းခေါ်ကြတယ်ပေါ့နော်ထားပါတော့강아지야 뽀뽀해주고 싶다ဆိုရင်강아지နဲ့နှိုင်းပြီးတော့ပြောလိုက်တာပေါ့နော် 강아지လေး뽀뽀လုပ်ပေးချင်လိုက်တာ뽀뽀လုပ်ချင်လိုက်တာအဲ့လိုပုံစံမျိုးပေါ့နော်အခုကတော့ကိုရီးယား version နဲ့ပြောမယ်ဆိုတော့ babyအဲ့ဒါတော့ baby ကနေလာတာပေါ့နော် 우리 baby 없으면 못 살아ဆိုရင်ငါတို့ရဲ့ baby လေးမရှိရင်မနေနိုင်ဘူးရေးတဲ့ရလိုက်တာဒါဆိုရင်ဒီနေ့ပြောသွားတာကတော့ကောင်လေးသူမို့ကောင်မလေးတွေကိုခေါ်တဲ့ဒီအမျက်တနိုးချစ်စရာခေါ်ဝေါ်လေးပဲဖြစ်ပါတယ်ကြိုက်တယ်နဲ့ခေါ်ကြပါအမဆိုရင်တော့ကောင်လေးသူမို့ကောင်မလေးရှာရင် baby ကိုအကြိုက်ဆုံးပဲ baby လို့ခေါ်မှာပေါ့နော်ကိုရီးယား version ဆိုရင်တော့ baby ကဲဒါဆိုရင်ထောင်းမယ်တော့မနာယူ